သွားတော့မယ်ဆိုတော့ဒီစားတော့လွမ်းပြီးကြမ်းခဲတော့မှာပဲနော်အကိုကြီးကြာမှန်လား မလေးနော်မလေး အကိုကြီးရှင်ဘက်ကဘာဖြစ်လို့လဲ ရင်ဘက်ကဘာမှမဖြစ်ဘူးရင်ဘက်အုပ်ကအသေးရလို့ကိုဒီငွေဆုံးပြီဆုံးပြီကျွန်တော်လည်းဆုံးပြီအခါကိုတင်ငွေခမရအဲ့လိုတော့တင်မမသိလေခမရကိုကျွန်တော်မချစ်ပါဘူးညာမချစ်ပါဘူးဒီရရှိအဲ့ဒီစားမင်းမပူနဲ့ဦးပူရမယ်ချိန်ကြမှာပူလေရှိအစမ်းစားကိုจุกတိပါလေတော့အေးပါအစစအရာရာမင်းဦးဆောင်နေတယ်ဆိုတာမင်းသိပါတယ်နော်မိမယောက်ျားနော်